ဒါတွေကိုမရက်ဘူးဆိုရင်ပိုဆင်းရဲမှာတေးကြတယ်ဒီလေ့ကျင့်5မျိုးလှုပ်လေဆင်းရဲလေပါဆင်းရဲမှုဆိုတာပတ်စံမရှိလို့တခုတည်းမဟုတ်ဘူးအလေ့ကျင့်စိုးတွေကိုထက်ခါလုံးမိနေလို့ပါဒါတွေဆက်လုံးမိနေရင်ဝင်ငွေများရှိလဲမလုံလောက်ဘူးနံပါတ်1မစင်စားပဲသုံးတယ်အပိုင်ပဲကြီးကြဝယ်တယ်အကြိုက်တွေ့တာနဲ့အသုံးလိုတာမလိုတာနောက်တာလိုချင်စိမ့်နဲ့ဝယ်လိုက်တယ်ဝင်ငွေမမှန်သေးပဲချမ်းသာနေတယ်လို့ဟန်ဆောင်ကြတယ်နံပါတ်2လူတွေနောက်လိုက်တာများပြီးကိုဘဝအစီအစဉ်နောက်မလိုက်ဘူးမိတ်ဆွေတွေဝယ်လို့ဝယ်သူများသွားလို့သွားသူတို့လိုဖြစ်ချက်နဲ့ကိုယ့်အနေထားကိုမေ့ပြီးမရမနာပြိုင်နေတဲ့ဘဝကနေဂုံဆောင်အနိုင်ရလိုက်တာကအကျွေးပါနံပါတ်3ငွေမစုမိကြိုတင်မပြင်ဆင်အနာဂတ်မရှိအရန်လည်းမရှိဘူးအစီအစဉ်လည်းမရှိဘူးအရေးတကြီးဖြစ်ရင်အကျွေးတန်တရားတွေကမထားနိုင်ဖြစ်တယ်နံပါတ်4မြန်ချမ်းသာခြင်းနဲ့ဒါပေမဲ့အလုံးမကြိုးစားဘူးလမ်းတို့ကိုယုံပြီးအလွယ်လိုက်ရင်ကံကိုယုံအချိန်ဖြုံးပြီးရလက်ကငွေရောအခွင့်လမ်းမှာဆုံးသွားတယ်နံပါတ်5အကြောင်းပြချက်တွေများပြီးကိုမမြင့်တင်ဘူးသူများကိုအပြစ်တင်ကံကိုလန်ပြီးအဟောင်းတွေပဲထက်လုပ်ဖို့ကြိုးစားနေတယ်ဒီလိုနေရင်ဘဝကပြောင်းလဲမှာမဟုတ်ပါဘူးတတိယပါဆင်းရဲတာကကံဆိုးလို့မဟုတ်ဘူးအခုလုံနေတဲ့လေးထတွေကမှားယွင်းတဲ့လမ်းကိုထက်ခေါ်နေလို့ပါချမ်းသာဖို့ကရရုပ်တက်ရုံနဲ့မလုံလောက်ပါဘူးထိန်းတက်သုံးတက်လောဘနေတတ်ဖို့လည်းလိုပါတယ်